ကိုယ်စီတော့ကြောင့်ကိုခံယူတော့အရာဒီအမှန်လို့ကိုဟာနဲ့ကိုတက်မှန်နေခြင်းဖြစ်တယ်အဲ့ဒါကအင်မတန်ကြောက်စရာကောင်းတယ်ဖြစ်တယ်အဲ့ဒီအရာဒီကိုလေးစားလို့လေးစားမှကိုမသိနိုင်ရဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်အလေးနဲ့ထိတ်တိုက်မိမောင်ထိုးပြလာတဲ့အခါကျမှအော်ဒါအမှားပါလားအရင်တော့ကအမှန်လို့ဆွဲကြိုင်ထားတဲ့အရာကကျမ်းစာနဲ့လွဲနေပါလားဆိုတော့တိကြတိလာအဲ့ဒီတမန်တော်နှုတ်ကပတ်တော်အမှန်ကိုတိလာတဲ့အခါကျတော့ကိုခံယူထားတဲ့အမှားကိုစွန့်လို့ဖို့လွဲလို့ရင်အော်ဒါအမှားပါလားနှစ်ပေါင်းဘလောက်ကြာနိပေါဘလောက်ကြာဘာကြောင့်ကျွန်တော်နိပေါများစွာကြာအမားကိုစောက်ကြိုက်ထားတယ်လေဆိုရင်အမားကိုအမားမှန်မသိလို့ဖြစ်ပါအမားကိုအမားမှန်သိအဲ့ဒီအမားကိုသိသွားတဲ့တနေ့အမှန်ကိုသိတဲ့နေ့အမားကိုစွန့်လို့တဲ့နေ့ဖြစ်ပါဒါကြောင့်ကျွန်တော်ကအမားကိုနိပေါဘလောက်ကြာစောက်ကြိုက်ထားပေမဲ့လေဒီအမားကအမှန်မဖြစ်လားအမားကအမားပဲဖြစ်တယ်ဒါကြောင့်ဒီဖျားသခင်မြေမောက်တော်မှာယနေ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနဲ့တမန်ကျမ်းစာထက်မှာတပါးလို့ခေါ်ပါအဲ့တော့ဂိုင်းကနယုံကြည်ခြင်းမရှိပါဘူးဘာလို့လဲဖယားဒီဂိုင်းကနရဲ့ဖယားမဟုတ်တော့ကြောင့်ဖြစ်ပါတယ်စัจ java လာလူသားအားလုံးရဲ့ဖယားဖြစ်တော့ကြောင့်ဖြစ်ပါတယ်ဒါကြောင့်အတိတ်ကာလအေဂျင်မရှိဘူးကျွန်တော်ရဲ့ AGD မရှိကျွန်တော် KBC မရှိကျွန်တော်ရဲ့ RCD မရှိကျွန်တော်ရဲ့ Fundamental တွေမရှိအဲ့ဒီကာလမှာတမန်တော်ဒီရဲ့အတ္တမှာဘာယုံကြည်ခြင်းနဲ့တွားနေရဖယားအတိမပြုတဲ့ယုံကြည်ခြင်းတပါအဲ့ဒါနဲ့တွားတယ်ဖြစ်ဒါကြောင့်ကျမ်းစာထဲမှာသခင်တပါယုံကြည်ခြင်းတပါဗာဒိဇံတပါအဲ့ကြောင့်ယုံကြည်ခြင်းနဲ့ကြားနာခြင်းအဖြစ်ကိုအတ္တထက်မှာဖယားရဲ့အတိမပြုတဲ့ယုံကြည်ခြင်းယာယူဖို့ရတဲ့စုံလင်စွာကြားဖို့တော့ဒီမကြားမတဲ့ဘယ်လိုမှမရနိုင်ဘူးဒါကြောင့်ဒီယုံကြည်ခြင်းနဲ့ကြားနာခြင်းအဖြစ်ကြားနာခြင်းနဲ့ဘုရားသခင်စကားတော်အဖြစ်ဒါကြောင့်ဒီဖယားသခင်မြတ်မော်တော်မှာဖယားသခင်ကဖယားသခင်ဒီလူအသီးသီးတို့အားယုံကြည်ခြင်းကိုပေးတော်မူ၏လို့တမန်ကျမ်းစာမှာအတိအကျဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်လူတွေမှာယုံကြည်ခြင်းမရှိတော့ကြောင့်ဖယားကပေးရ။အဲကြောင့်ဖယားပေးတဲ့ယုံကြည်ခြင်းဖြစ်ဖို့ပဲရည်ကြီး။အဲကြောင့်ဖယားပေးတဲ့ယုံကြည်ခြင်းကြားနာခြင်းအဖြစ်ယူရမယ်ဖြစ်တယ်။ဒါကြောင့်လူဘဝအတ္တကအဲ့ဒီတနေ့ကုံဆုံးသွားရင်ဒီလောကကနေထောက်ခွာဖို့တရက်ပို့ပြီးလာဒါကြောင့်ဒီနေ့ကျွန်တော်တမန်ကြီးကျွန်တော်လောကမှာအသက်ရှင်တဲ့ခါမှာဖယားကသူ့ရဲ့အချွတ်တရားဖြစ်တော့ကိတင်ခြင်းအပြည့်ငယ်ကလေးလွတ်ပေးတဲ့အရာကိုစုံလင်စွာဂဂနန္ဒကျွန်တော်ကိုနားလေစေခြင်းဖြစ်တယ်ကျွန်တော်လောကတာဘေတုကမှာအပေသွားတာကိုဒုက္ခဆယ်ရောက်မှာကိုဖယားဘယ်တော့မှမလုပ်ချင်ဖယားကရဲ့တမန်ဘွားကြည့်ပဲကျွန်တော်ကိုဒုက္ခခံစားခိုင်းစေခြင်းနဲ့ပြောင်းပါယနေ့အသက်ရှင်တဲ့အခါတော့ဖယားရဲ့ဆိုင်တဲ့ဘုံစည်းစိမ်ကိုခံစားစေခြင်းဖြစ်တယ်။ဒါကြောင့်ယနေ့ကျွန်တော်ယနေ့လောကမှာရှိတဲ့လူသားအားလုံးရဲ့အတ္တတာမှာအကျွတ်တရားဖြစ်တဲ့ကေတင်ခြင်းလုံအပ်လာတာကဘာကြောင့်လို့ထင်လဲ။ကျွန်တော်မှဘာဖြစ်လို့ကေတင်ခြင်းလုံအပ်လာအကေတင်ခြင်းမရှိရင်မရဘူးလား။ကျွန်တော်အရှိမလည်းခုံနေရှိတယ်နော်ကျွန်တော်အမိုက်အရှိမခုံရှိအရှိတုံးတက်လိုက်တယ်မှာခုံက3လုံးရင်းလို့လေ